သိချင်ရတဲ့မိသားစုတယောက်စတိုင်ကိုသခင်ရှုခရစ်တော်ဖျားနာမှာ၌မင်္ဂလာနေ့တည်လေးပါဒီကနေ့29ရက်3လ2026ခုနှစ်ရဲ့မင်္ဂလာနေ့တည်လေးထဲမှာထာဝရဘုရားသည်သင်ကိုကောင်းချီးပေး၍ဆောင်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နှာတော်အလင်းကိုလွှဲ၍ဂရုဏာကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်ပြီးချမ်းသာပေးတော်မူပါစေသောအာမင်ချစ်တော်မိသားစုများဒီကနေ့ကျွန်တော်တို့一片我来啥？看你累，看你那身骨就把身体宽裕点了。你遇到是干的空我们电脑脑袋干嘛出现呢？加拿大都多一九个，比如钱啊，地少些铺刚到是干个的，都上家了。哈利路亚！亲爱的们，什么呀？你遇到是干的空嘛，脑袋嘛出现呢？这前段时间ကျွန်တော်တို့ရဲ့နှုတ်တွေကညဉ့်ညူးစွာညဉ့်ညူးတဲ့အရာတွေထွက်မှကျွန်တော်တို့အားရတယ်လို့ကြည်နပ်တယ်လို့ဂုဏ်ရှိတယ်လို့ဖြစ်တယ်ဆိုပေမဲ့ယေရှုခရစ်တော်ရဲ့အသွေးတော်အဖြစ်တကူလုံးသန့်ရှင်းသောအခွင့်ခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးသန့်ရှင်းသောအခွင့်ရရှိပြီးတဲ့နောက်ပိုင်းမှာဒီနှုတ်ရှာပါးစပ်ကညဉ့်ညူးသောအရာနဲ့မတန်တော့ဒါကြောင့်မလို့တခုမှမထွက်ပါနဲ့ညဉ့်ညူးသောအရာပြောလိုက်တဲ့စကားတွေကတဲ့ကြားတဲ့သူတွေအတွက်တိဆောက်เสียဖို့ကောင်းသောစကားကိုပဲသုံးဆောင်ကြပါချစ်တဲ့မိသားစုများကျွန်တော်တို့နေ့စဉ်နဲ့များဒီစကားကိုကျွန်တော်တို့သုံးတယ်ဒီစကားကိုသုံးတဲ့အခါမှာကြားနာတဲ့သူအတွက်တိဆောက်เสียဖို့ကောင်းသောစကားကိုပဲသုံးဆောင်ဖို့အတွက်ဖျားတယ်လို့တော့ရှိပါတယ်အဲ့ဒီမှာကြားတဲ့သူဒီအသက်တာထဲမှာခန္ဓာအတွက်ရောစိတ်အတွက်ရောဝိညာဉ်ရဲ့အတွက်ရောတကယ်ပဲအကျိုးကိုပြုစုတဲ့စကားကိုပဲသုံးဆောင်ဖို့တမန်ကျမ်းစာတော်ဖော်ပြထားပါတယ်။ဒါကြောင့်မိသားစုများဒီနေ့ကျွန်တော်တို့စကားအများကြီးပြောဖို့ရှိတယ်။လူတွေနဲ့တွေ့ပြီးတော့မှပြောဖို့ရှိတယ်။ဖုန်းထဲမှာကျွန်တော်တို့ပြောဖို့ရှိတယ်။စိတ်ထဲမှာပြောဖို့ရှိတယ်။လူတွေကြားအောင်ပြောဖို့ရှိတယ်။ဆိုအဲ့လိုပြောဖို့ရှိတဲ့အထက်ထဲမှာကျွန်တော်တို့ကညဉ့်ညူးသောစကားမဟုတ်ဘဲနဲ့ကြားနာတဲ့သူတွေအတွက်တိဆောက်เสียဖို့ကောင်းသောစကားကိုသုံးဆောင်ဖို့အတွက်တမန်ကျမ်းစာထဲမှာသွန်သင်ထားတဲ့အတိုင်းပဲအရောက်တိုင်းရဲ့ဒီနေ့အသက်ရှင်ခြင်းဟာတကယ်ပဲနှုတ်ကပတ်တော်ဖော်ပြတဲ့အတိုင်းပြောဆိုဆက်ဆံနိုင်ဖို့အတွက်မြတ်တန်နဲ့ဝေငှပါတယ်အရောက်တိုင်းဖျားသခင်ကောင်းချီးပေးပါစေအာမင်ဒီနေ့တာအတွက်ဆုတောင်းဆက်ကနေရအောင်ဖျားသခင်ကိုရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းတယ်ကိုရတန်သမီးတယောက်စတိုင်းရဲ့တဲ့ထမညဉ့်ညူးသောစကားကိုမထွက်ဘဲနဲ့ကောင်းသောကျမ်းစာသူအတွက်တိဆောက်เสียဖို့ကောင်းသောစကားကိုပဲသုံးနိုင်ဖို့အတွက်တယောက်စတန်ကိုရဖျားမဆာကောင်းကြည့်ပြရမည်အကြောင်းတော်ထမအနမှာလေဒီအသက်တာဒီနေ့တနေ့တာအသက်တာကိုရဖျားကိုယ်တိုင်ကောင်းကြည့်ပေးခြင်းဖြင့်ပြောချင်းဆိုခြင်းမှာတကယ်ပဲဓမ္မတတိရှိစွာနဲ့ပြောဆိုနိုင်ဖို့အတွက်တော်လည်းကောင်းဖျားသခင်အလိုတော်ရှိတဲ့စကားကိုပဲပြောနိုင်တဲ့သူတီးတီးဖြစ်စေဖို့အတွက်တယောက်စတန်ကိုရဖျားကောင်းကြည့်ပေးပါမည်အကြောင်းဒီနေ့တလုံးအသက်တာကိုယေရှုနာမနဲ့ဆုတောင်းဆက်ကအနပါတယ်မြတ်တော်ရှင်ဖျားသခင်အာမင်